မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်အရင်က Western Union နဲ့ငွေလွှဲနည်းဗီဒီယိုလေးကိုကြည့်ပြီးတော့ဗောနော်ဒီ YouTube ကနေလွှဲတဲ့အခါမှာဒီဘန်ကွဲနာမည်ရှာမတွေ့လို့မလွှဲတတ်လို့ဆိုပြီးတော့လာမေးကြတဲ့သူတွေရှိတယ်ဗောနော်ဒီဗီဒီယိုလေးမှာတော့ဒီ Western Union ကနေ payment instruction ကြလာတဲ့အခါမှာ YouTube ကနေဘယ်လိုမျိုးလွှဲရမယ်ဘန်ကွဲနာမည်ဘယ်လိုရှာရမယ်ဆိုတာလေးတွေကိုပြပြပေးထားပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးသွားရင်တော့အလွယ်တကူပဲလွှဲတတ်မယ်လို့ထင်ပါတယ်ခင်ဗျအရင်ဆုံးကျွန်တော်တို့ဒီ YouTube ချင်းချင်းလွှဲတာမဟုတ်တဲ့အတွက်ကြောင့်ဒီတခင်ယူခိခံအသေးဆိုခင်ဆိုတာကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့ဒီ Western Union ရဲ့ payment instruction ထဲမှာပါတဲ့ဒီလွှဲရမယ့်ဘဏ်က GMO Aozola Net Token ကိုဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာမပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ Sonota ကိုရွေးလိုက်ပါမယ်ပြင်စုကြီးရဲ့ပြင်အဲ့မှာကျွန်တော်တို့ GMO Aozola Net Token ကိုလို့ပြောတဲ့အတွက်ကြောင့် King ကိုဆိုတာလေးကိုရွေးလိုက်ပါမယ်ပြီးရင် GMO ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိကိုရိုက်လိုက်ပါမယ်ခတာခဏနဲ့ပေါ့နော်ဒီရှိလို့ရိုက်ပြီးတော့ကျွန်တော်တို့ရွေးလို့ရပါတယ်ကျွန်တော်ဒီမှာ GMO Aozola Net Token ကိုပေါ့နော်တွေ့ပါပြီအဲ့ဒါလေးကိုရွေးပြီးစုကြည့်ရဲအဲ့ဒီမှာကျွန်တော်တို့ဒီဘန်ခွဲအမည်ပေါ့နော်ဘန်ခွဲအမည်ကတော့ကျွန်တော်တို့ဒီ Western Union ကမေးပို့တဲ့ထဲမှာတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးပေါ့နော်သူတို့ပို့တဲ့ကိုယ့်ရဲ့မေးထဲမှာပါတဲ့ကိုလွှဲရမယ့်ဘန်ခွဲအမည်ကိုပဲရွေးရမှာဆိုတော့ကိုယ့်မေးထဲမှာပါတဲ့ဘန်ခွဲအမည်ရဲ့ထိတ်ဆုံးစလုံးလေးကိုပဲရိုက်လိုက်တာနဲ့ကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်မေးထဲမှာပါတာဥပမာရိုက်လိုက်ရင်ဒီယူရခဲ့ဆိုတဲ့အတွက်ကြောင့်ယူလို့ရိုက်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာပေါ်လာပြီပေါ့နော်ယူရခဲ့ရှိတန်ဆိုပြီးတော့စုကြည့်ရဲအဲ့ဒီမှာကျွန်တော်တို့ဒီမှာဖူစုရွေးမယ်ပြီးရင်ကျွန်တော်ဒီမှာခိုးစားဘန်ကောပြီးရင်ကျွန်တော်တို့ဒီမှာလွှဲရမယ့် amount ပေါ့နော် amount ရိုက်မယ်ပြီးရင်ခခုနေအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ transaction ကို complete ဖြစ်ခါနီးနောက်ဆုံးအဆင့်ကိုရောက်ပြီပေါ့နော်ဒီအဆင့်ရောက်သွားရင်တော့အကုန်လုံးပဲလောက်တတ်မယ်လို့ထင်ပါတယ်ခင်ဗျာခုနကဒီဘန်ခွဲအမည်ရှာတာတို့ဘာတို့ပဲမလုပ်အများသောအားဖြင့်မလုပ်တတ်ကြတာဆိုတော့ဒီအဆင့်ထိရောက်ရင်တော့ထုံးစံအတိုင်းပဲကျွန်တော်တို့ဒီ transaction ကို complete ဖြစ်အောင်လုပ်ရုံပဲပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော်တို့ဒီဘန်ခွဲအမည်ရှာတာကိုလုပ်တတ်မယ်လို့ထင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်